နေတိုးရဲ့လူသိမခံရတဲ့လောက်ရက်တွေကိုဖော်ကောင်းလောက်တော့မဲ့ပြည်ဟင်းတီဟာပရိသတ်များလုံးပဲမင်္ဂလာပါရှင်အနုပညာလောကတွေကစိတ်ထားမမှန်တဲ့သူတွေအကြောင်းကိုပြောပြနေတဲ့ပြည်ဟင်းတီဟာကသူရဲ့ vlog တွေမှာနေတိုးရဲ့ကောင်းကြောင်းတွေကိုမကြာခဏပြောခဲ့ဘူးသူပါနေတိုးကအလုပ်ကိုတီတီကြကြလေးလုပ်တတ်တယ်လို့အချိန်ကိုလည်းလေးစားတဲ့အကြောင်းလုံးဖော်ကိုင်းဘက်တွေအပေါ်မှာလည်းလေးစားမှုထားတဲ့အကြောင်းကိုပြောပြခဲ့လို့နေတိုးကိုပိုလိုတော်ချစ်ခင်သွားကြပါတယ်နေတိုးကိုမျိုးဆက်တဲ့အနုပညာရှင်တွေလေးစားလောက်ရသူဖြစ်ကြောင်းပြည်ဟင်းတီဟာကပြောပြခဲ့မှုပါတယ်နေတိုးပါလို့နားလေပေးကြပြီးမြင်ဒီရက်ပိုင်းတော့အပြင်းထန်ဝေဖန်ခံနေရပါတယ်ဘယ်ရာကမှလည်းမမြဲသလိုအမြင်မတူညီမှုတွေကတော့လောကမှာရှိနေမြဲပဲဖြစ်ပါတယ်ဒီရက်ပိုင်းမှာခေတ်စားနေတဲ့ခေတ်သမိုင်းကိုတုံးဆိုင်မိသူများဇာတ်ကားတွေမှာတော့နေတိုးလည်းတရုပ်ဆောင်ထားပါတယ်နေတိုးကရခိုင်တိုင်းရင်းသားဖြစ်ပြီးမြင်ဒီဇာတ်ကားတွေမှာတရုပ်ဆောင်ထားတဲ့အတွက်ဝေဖန်မှုတွေကတော့များခဲ့ပါတယ်နှစ်ပေါင်း20ကျော်စူးစမ်းခဲ့တဲ့အရာတွေကိုဇာတ်ကားတကားနဲ့လေးလိုက်တာလားဆိုပြီးပြောဆိုခဲ့ကြပါတယ်နေတိုးကအနုပညာမှာတော့အထူးကြောင့်မဲ့ဝေဖန်မှုများတဲ့ဇာတ်ကားတွေမှာတရုပ်ဆောင်တာကိုတော့အချို့တွေကမကြိုက်ကြပါဘူးတစ်ဖက်မှာလည်းနေတိုးကလူအများကိုအသိပညာပေးခြင်းနဲ့စေတနာနဲ့တရုပ်ဆောင်တာပါလို့ဆိုပါတယ်အခုတော့ပြည်ဟင်းတီဟာကနေတိုးရဲ့အကြောင်းတွေကိုတစ်ခုချင်းစီဖော်ထုတ်တော့မယ့်အကြောင်းပြောပြလာခဲ့ပါတယ်နေတိုးကနိုင်ငံတော်ဇာတ်ကားကိုရိုက်ပြီးမြင်တစ်ဖက်မှာလည်းလှူဒန်းထားတဲ့အရာတွေရှိတဲ့အကြောင်းပြည်ဟင်းတီဟာကပြောလိုက်ပါတယ်ဒီဘက်ကလူနဲ့မင်းဆက်သွဲပြီးဒေါ်လာကြီးအတွက်ထောက်ပို့လုပ်ပြီးခဲ့တော့ကမင်းဟာမြန်မာပြည်မှာကြောက်လို့နေမှာပါဆိုပြီးနားလည်ပေးခဲ့တဲ့ဆိုတဲ့အကြောင်းပြည်ဟင်းတီဟာကပြောလိုက်ပါတယ်နေတိုးကတစ်ဖက်မှာလူခဲ့တဲ့ဂုံပြူမှတ်တမ်းကြီးကိုကင်ပြီးတစ်ဖက်မှာတော့နိုင်ငံတော်အကျိုးပြုဇာတ်ကားဆိုပြီးတော့ရိုက်ကူးပေးခဲ့သူဖြစ်တဲ့အကြောင်းပြည်ဟင်းတီကပြောလိုက်တာဖြစ်ပါတယ်ပြည်ဟင်းတီကနေတိုးကိုလေးစားခဲ့ပြီးမြဲလဲအခုတော့နောက်ကျောင်းတွေကိုတစ်ခုပြီးတစ်ခုပြောပြတော့မှာပါပြည်ဟင်းတီဟာကအနုပညာလောကတွေကဟန်ဆောင်ကောင်းတဲ့မျက်နှာဖုံးတွေကိုတစ်ခုပြီးတစ်ခုခွာချနေပြီမယ်သူ့ကိုဝေဖန်သူတွေလည်းရှိနေပါတယ်အမြင်မတူညီတဲ့အရာတွေကလည်းရှိနေတာကြောင့်နေတိုးကိုနားလည်ပေးနိုင်တဲ့သူတွေလည်းရှိကြပါတယ်ဘသူရဲ့အမောင်းကမှမခံရအောင်စီမံထားနိုင်တဲ့နေတိုးရဲ့အဖြစ်အပျက်တွေကတကယ်ရောဖြစ်နိုင်မှာမလားဆိုတာကွန်မန့်မှာပြောပြခဲ့ကြပါအောင်ရှင်